ဒီမော်ပြပွဲရဲ့တန်ဖိုးကဒေါ်လာတန်း100ကျော်ရှိပါတယ်လက်မဈေးကြီးလို့တော့မဟုတ်ပါဘူးမော်ပညာကိုအသုံးချပြီးဒေါ်လာတန်း100ခုနှစ်ဆက်ကိုခိုးယူခဲ့လို့ပါအခုတော့ဒီဓာတ်ပြတိုက်မှုကြီးစတင်တော့မှာပါဒီနေရာက Las Vegas က Stage Show တစ်ခုဖြစ်ပြီးမော်ဆရာ၄ယောက်ကပရိသတ်တောင်းချီရှေ့မှာတကယ်ဘန်တစ်ခုကိုဓာတ်ပြတိုက်ဖို့လုပ်နေကြတာပါပထမဆုံးဘယ်ဘန်ကိုရွေးမလဲဆိုတာဆုံးဖြတ်ရပါတယ်ကဆမ်းမဲဖောက်ပြီးကထူးတဲ့ပရိသတ်တယောက်ကိုရွေးလိုက်ပေမဲ့အဲ့ဒီလူကပြင်သစ်နိုင်ငံသားဖြစ်နေပါတယ်ဒါကြောင့်မော်လက်ကွက်ရဲ့အခက်ခဲကပိုတိုးသွားပါတော့တယ်အခုတော့ Las Vegas ကနေပြင်သစ်ပါတီမျိုးကဘန်တစ်ခုကိုလန်ပြီးဓာတ်ပြတိုက်ရတော့မှာပါပရိသတ်ကိုဒယ်လီဘိုဦးထုတ်တက်ပေးလိုက်ပြီးနစ်ကီရဲ့လက်ထဲကဖဲတစ်ချက်ကိုဂျပန်ရွေးခိုင်းကသူ့နာမည်ကိုလက်မထိုးခိုင်းပါတယ်ဟန်လီကကလန့်ကာကိုဖွင့်လိုက်တာနဲ့ဒယ်လီဘိုပေါ်တဲ့တစ်ခုပေါ်လာပါတယ်အဲ့ဒီလူလည်းအထဲကိုရှောက်ဝင်သွားပြီးဗန်ဖွင့်ဖို့10မိနစ်ပဲကျွန်တော်တဲ့အတွက်ဒယ်လီဘိုလုပ်ငန်းစဉ်ကိုချက်ချင်းစလိုက်ပါတယ်1 2 3ပရိသတ်အားလုံးအဲ့နေချိန်မှာအဲ့ဒီလူကပါတီဘန်ရဲ့ဘော့တစ်ထဲကိုတကယ်ရောက်နေပါတယ်ရှေ့မှာပုံအောထားတဲ့ငွေတောင်တွေကိုမြင်လိုက်ရတော့သူ့မျက်လုံးကိုတောင်သူမယုံနိုင်တော့ပါဘူးနစ်ကလက်မထိုးထားတဲ့ဖဲကက်နဲ့ဝင်ခွေးလက်မကိုငွေပုံပေါ်တင်ခိုင်းပြီးဦးထုတ်ကခလုတ်ကိုနစ်ခိုင်းလိုက်ပါတယ်ချက်ချင်းပဲလေစုပ်အားပြင်းပြင်းတစ်ခုကငွေအားလုံးကိုပိုက်ထဲဆုပ်ယူသွားပြီးနောက်တစ်စက္ကန့်ကြာမှာတော့ကြပွဲခမ်းရဲ့မျက်နှာချက်ကနေငွေတွေမိုးရွာသလိုကြလာပါတော့တယ်တစ်ဖက်မှာတော့ပါတီဘန်ကအခုမှစဖွင့်နေပြီးဝန်တန်းတွေဘော့တစ်ထဲကိုတွင်းလိုက်ချိန်မှာအထက်ကဒေါ်လာတန်း30လုံးဝပျောက်ကွယ်သွားတာကိုတွေးလိုက်ရပါတယ် Blog Fusion ကနေကြိုဆိုပါရစေအကောင်းဆုံးရုပ်ရှင်တွေကိုတင်ဆက်ပေးမှာပါအကောင့်ကိုလည်း like နဲ့ follow လေးလုပ်သွားကြပါဦးရဲတွေကမော်ဆရာ၄ယောက်နဲ့ကထူးတဲ့ပရိသတ်ကိုအမြန်ဖမ်းဆီးလိုက်ပေမဲ့ဘလောက်စစ်သူတို့ကဒါကမော်ပြပွဲတစ်ခုပဲဘာမှမဟုတ်ဘူးလို့ပဲပြောနေပါတယ်မေးစရာရှိရင်သူတို့ရှေ့နေကိုသွားမေးလို့ဆိုပါတယ်ကထူးတဲ့ပရိသတ်ကလည်းသူတကယ်တယ်လီပို့ခံခဲ့ရတယ်လို့တုံလို့စွာအခိုင်မာပြောပါတယ်နိုင်ပေါင်းများစွာစစ်ဆေးပြီးတဲ့နောက်မှာလဲရဲတွေမှာတက်တေတီတိကြကြမရှိသေးတာကြောင့်ဒီအမှုကထူးဆန်းလွန်းလို့သူတို့ကိုပြန်လွတ်ပေးလိုက်ရပါတယ်အဲ့ဒီနောက်ရဲတွေကနာမည်ကြီးမော်လက်ကွက်ဖော်ထုတ်သူဝိတ်ကိုခေါ်လာပါတယ်သူကလောကမှာနာမည်ကြီးပေမဲ့နာမည်ကောင်းတော့မဟုတ်ပါဘူးမော်လက်ကွက်တွေကိုဖော်ထုတ်ပြီးအသက်မွေးဝမ်းကြောင်းလုပ်တာကြောင့်မော်ဆရာအများကြီးအလုပ်ပြက်ခဲ့ရပြီးလူမြောက်ရေးမော်ဆရာတယောက်တေဆုံးရတဲ့အထိတွေ့ဝိုက်ပြီးပတ်သက်ခဲ့ဘူးပါတယ်ဒါပေမဲ့ရဲတွေအတွက်တော့သူကနောက်ဆုံးမျောလင့်ချက်ပါပဲဝိတ်ကလည်းမျောလင့်ချက်မပြည့်စေခဲ့ပါဘူးအဲ့ဒီနေ့ကသူကိုယ်တိုင်ပြိသက်ထဲမှာရှိနေခဲ့ပြီးမော်လက်ကွက်ကိုအကုန်ဖော်ထုတ်ထားပြီးသားဖြစ်ပါတယ်သူကစုံထောက်ချက်ကိုတောင်တယ်လီပို့ခံရတဲ့ခစားချက်ကိုကိုယ်တိုင်စမ်းသက်ပြပါတယ်တကယ်တော့စိတ်ရနေအားလုံးက state အောက်မှာဖုံးကွယ်ထားတာပါကဆမ်းမဲဖောက်တဲ့အချိန်မှာသူတို့လက်ထဲမှာဘောလုံးနှလုံးအမြဲရှိနေပြီးကထူးတဲ့ပြိသက်ဆိုတာလည်းအစကတည်းကရွေးထားတဲ့လူပါဝိတ်ရဲ့အမြင်အရအဲ့ဒီလူကိုအချိန်ချင်းပနိုးစစ်တလုတ်ထားလို့ state ပေါ်မှာအားလုံးချိုးချိုးမွေ့မွေ့ဖြစ်သွားတာပါမိုးရွာသလိုကျလာတဲ့ငွေတွေကလည်းဘန်ကခိုးထားတာမဟုတ်ပဲမကြသေးခင်ကလက်နက်တိုင်းငွေတွေကဓာတ်ပြတိုက်မှုကရထားတာဖြစ်ပါတယ်တာမန်လူအတွက်ခက်ခဲပေမဲ့ပနိုးစစ်ကျွမ်းကျင်သူ၄ယောက်အတွက်တော့လွယ်ကူလုံးပါတယ်ဒါပေမဲ့ချက်ကတော့ဒါဆိုဘန်တဲကငွေတွေဘလို့ပျောက်သွားတာလဲဆိုပြီးနားမလည်သေးပါဘူးဝိတ်ကတော့ flash paper လို့ပဲပြောလိုက်ပါတယ်အဲ့ဒါကမော်ဆရာတွေအမြဲသုံးနေတဲ့ပစ္စည်းတစ်ခုပါလဲလန်းတွေတီးသွားတဲ့နောက်ရဲတွေကသူတို့ကိုအနီးကပ်စောင့်ကြည့်ပြီးအမာလုံးမဲ့ချိန်ကိုစောင့်နေပါတော့တယ်ဒါပေမဲ့မော်ဆရာ၄ယောက်ကတော့နောက်တစ်ဆက်အတွက်ပြင်ဆင်နေပြီးသားဖြစ်ပါတယ်မကြခင်နှစ်ဖက်စလုံးဘေးနစ်မြို့မှာထပ်ဆုံကြပါတော့တယ်